Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့အနာဂတ်ကျယ်ပွင့်လေးဖြစ်တဲ့ကိုဗစ်မိုင်နူးနဲ့ပတ်သက်ပြီးသတင်းကောင်းလေးတစ်ခုထပ်ပေါ်လာပါတယ်အားလုံးစောင့်မျှော်နေကြတဲ့စာချုပ်တစ်ကိစ္စအခုတော့နှုတ်ကလေးမြစ်သဘောတူညီမှုရသွားပြီလို့လည်းသိရပါတယ်မိုင်နူးဟာ United နဲ့9နှစ်သက်တမ်းရှိတဲ့စာချုပ်အတွက်သဘောတူလိုက်ပြီဖြစ်ပါတယ်အဓိကစိတ်ဝင်စားစရာကောင်းတာကသူ့ရလစာပါပဲအရင်ကအထက်အစပေါင်းများစွာတိုးလာပြီးတပတ်ကိုပေါင်3သိန်းခွဲအထိရရှိတော့မှာဖြစ်ပါတယ်။ဒါဟာအသက်19နှစ်အရွယ်ကစားသမားတယောက်အတွက်ကလပ်အတင်းဘက်ကဘယ်လောက်အထိအလေးထားလဲဆိုတာပြသလိုက်တာပဲဖြစ်ပါတယ်ခင်ဗျ။အတင်းဘက်ကတော့အခုရာသီမကုန်ခင်မှာပဲဒီစာချုပ်ကိုတရားဝင်ကြေညာနိုင်မှုအစွမ်းကုန်စ조사နေတယ်လို့လည်းသိရပါတယ်။တကယ်တော့မိုင်နိုးဟာဒီရာသီမှာကျွန်တော်တို့ရဲ့အတင်းရဲ့ကွင်းလယ်မှာမရှိမဖြစ်အရေးပါတဲ့သူတယောက်အနေနဲ့ကစားရှိနေပါတယ်။ကာရီရဲ့လက်အောက်မှာလည်းခြေစွမ်းတွေတိုးတက်လာသလိုအင်္ဂလန်လည်းရေးစင်အသင်းမှာပါနေရာတနေရာရထားတာကြောင့်အခုလိုစာချုပ်တိုးပေးလိုက်တာကအသင်းအတွက်အရန်ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်လို့လည်းမြင်ပါတယ်။ကဲပရိသတ်ကြီးတို့ရောဘယ်လိုထင်ကြလဲ။တပတ်ကိုပေါင်3သိန်းခွဲလောက်ထိနဲ့9နှစ်စာချုပ်ချုပ်လိုက်တာဟာထိုက်တန်တယ်လို့ထင်ပါသလား။ကိုဗစ်မိုင်နူးအနေနဲ့အသင်းမှာဆက်ရှိနေမှာမို့လို့စိတ်လှုပ်ရှားနေကြပြီလားဆိုတာကိုcomment မှာရေးပြီးသားကြပါဦးခင်ဗျနောက်ဆုံးရ United သတင်းတွေကိုသိရဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ကြပါနဲ့အောင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်